ရေပေါ်စင်မိုးအတွက်အသစ်ပြင်ထားမယ်အတောင်နေနှိမ့်မယ်အတောင်ခတ်မယ်ဖေထားလိုက်ကြနော်စီလေးနဲ့စိတ်ချလိုက်အောင်နဲ့တော့ဘယ်သူမှမထိခိုက်သွားတော့ပါဘူးနော်စိတ်ကနေရပဲဟာအဲ့ဒါဘာကြီးတွေလဲအဲ့ဒီဘက်ကမသွားနဲ့လို့ကလေးတို့ကနောက်ကိုစုပ်ကြလေရက်တော့လို့ပြောနေတယ်လေဟာလှုပ်ဖြစ်ဖို့ဆိုရင်တော့လေရေပေါ်စင်မိုးအတွက်အသစ်ပြင်ထားမယ်အတောင်နေနှိမ့်မယ်အတောင်ခတ်မယ်ဖေထားလိုက်ကြနော်ကွက်တီစင်းနိုင်ပြီဘယ်လေးတွေကိုလည်းကယ်နိုင်လိုက်ပြီဘယ်သူမှထိခိုက်မှုမရှိဘူးကိုငန်းဖြူကြီးကယ်လိုက်နိုင်ပြီဖြစ်ပါတယ်တိတ်ကိုတော်ရဲငါပဲ ခမရပါရီပြောနေရလဲ အနောက်မလာကြနဲ့နော်ငါတို့ဒီနားမှာရေးပေါ်အချင်းတွေတစ်ခုဖြစ်နေတယ်ကွအခုတော့အချင်းတွေကိုထိန်းထားနိုင်ပေမဲ့ဒီလိုနေရာမျိုးကနေအနေရှိရင်တော့တဲ့တခုခုရှိနေနိုင်တယ်ကွာ အိုးယွန်စရာကြီးအဲ့ဒါဘာရီလဲ ကောင်းတဲ့ຢာတော့မဟုတ်ပါဘူးရှိသမျှဒိတ်ဆန်တွေအကုန်ရှောင်တဲ့နယ်လေအားလုံးကိုသတိပေးထားလိုက်ငါဒီမှာနေပြီးတော့စောင့်ကြည့်ထားလိုက်မယ်ဟုတ်ပြီလား ကိုကိုလည်းသတိထားငန်းပြူကြီးရဲ့ ဘာလို့လဲသွားပြီကဲကြပါဦး အော်ဒါပါလေ ပြုံးထားနော် ဒါမဲ့ကြည့်လိုက်အောင် Oops တောင်းမှန်ပါတယ်ရရလား ဒုက္ခပါပဲသွားပါပြီဘယ်သူမှမသိရဘူးပေါ့လေအန်နီဂရူပါရေ ဘာဖြစ်ပြန်လာလဲရဲခေါမလို့လားမလုပ်ပါနဲ့မတော်တဆဖြစ်သွားတာပါဒီလိုဖြစ်လာဖို့အန်တီမယူရပါဘူး3လကို9000နဲ့ဖုန်းထဲမှာအစီအစဉ်ကောင်းတွေကြည့်ဖို့ Canal Plus ရဲ့ Mobile Plus Package ကိုမေလ31ရက်နေ့နောက်ဆုံးထားပြီးအမြန်ဆုံးဝယ်ယူလိုက်ပါနော်